ထွက်သွားတဲ့သူပဲဖြစ်ဖြစ်ကြံခဲ့ရတဲ့သူပဲဖြစ်ဖြစ်လမ်းခွဲခြင်းကြောင်းတရားတွေတိုင်းဟာဝမ်းနည်းစရာကောင်းပါတယ်ဆိုတော့ဒီသင်္ခါရတရားဆိုတာကလည်းထိန်းချုပ်ထားလို့မရဘူးဒီလိုပါပဲဘောလုံးလောကမှာလည်းကျွန်တော်တို့သိခဲ့တဲ့ကစားသမားတွေကျွန်တော်တို့သိချစ်ရတဲ့ကစားသမားတွေကအချိန်တန်လို့ရှိရင်ဒီအသင်းပြောင်းရင်ပြောင်းမပြောင်းဘူးဆိုလို့ရှိရင်လည်းဒါအနားယူသွားကြတာမျိုးတွေရှိတယ်ဆိုတော့ဒီအရာကိုလက်ခံနိုင်ဖို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်ကဒီရာသီကုန်မှာသူတို့သက်ဆိုင်ရာအသင်းတွေကနေပြည်သက်ချစ်တော်ကစားသမားတွေဖြစ်ကြပြီးတော့မှသူတို့ရဲ့ဒီသက်ဆိုင်ရာအသင်းတွေကနေထွက်ခွာသွားမဲ့ကစားသမားတွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်တော့ဘိုင်ယန်မြူနစ်လို့ပြောလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီကဒီသောမတ်မူလာဆိုတဲ့ကစားသမားကြီးကိုပြင်းမြင်မိကြတဲ့အလောက်တဲ့အထိပုံမှဒီသောမတ်မူလာနဲ့ဘိုင်ယန်မြူနစ်တို့ရဲ့တန်ရောစင်ကကြီးမားခဲ့တယ်ဆိုတော့သောမတ်မူလာဒါအကယ်ဒမီ level ကစားသမားဘွားတွေကနေပြီးတော့ဘိုင်ယန်မြူနစ်အသင်းမှာရှိခဲ့တာလက်ရှိအချိန်မှာဆိုလို့ရှိရင်သောမတ်မူလာအနေနဲ့ဒါရာသီကုန်လို့ရှိရင်ဒါစာချုပ်တက်တန်းကုန်ပြီစာချုပ်တက်တန်းကုန်ပြီဆိုတာနဲ့ဒါအသင်းပြောင်းတော့မယ်ဟိုဒါပြီးခဲ့တဲ့နေ့ကပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါကွန်ဒက်စီကစူဖလာကြီးနဲ့အောင်ပွဲခံပြီးတော့ဒါဘိုင်ယန်မြူနစ်ပရိသတ်တွေကိုနှုတ်ဆက်သွားခဲ့ပြီသောမတ်မူလာဆိုတာကကျွန်တော်တို့ဟိုငငယ်လေးပဲပေါ့နော်ခြာတိတ်လေးတွေကဒီကစားသမားရဲ့ဘိုင်ယန်မြူနစ်တင်မှာကစားခဲ့တဲ့ကစားပုံကိုကျွန်တော်တို့ကြည့်ခဲ့ရတယ်ဘိုင်ယန်မြူနစ်တင်မှာတိုက်စစ်ပိုင်းကစားသမားတွေဘယ်လောက်ပြောင်းပြောင်းဟိုဒီကြားထဲမှာဒီ Robin နဲ့ Ribery အတွဲဒီလိုမျိုးကစားသမားကောင်းတွေတောက်လျှောက်လာတယ်ထွက်သွားတယ်ထွက်သွားတယ်ဒါပေမဲ့ Thomas Muller ရဲ့ဒီတကယ်ကိုဒီ longevity ကအခုထိရှေ့ကျနေတော့မယ်ပြောရမယ်ဆိုလို့ရှိရင် modern ဘလုံးလောကမှာတဖြည်းဖြည်းနဲ့ရှားပါလာတဲ့ကစားသမားတွေကဟိုဘယ်လိုလဲဆိုတော့ one club man တွေပေါ့နော်အဲ့တော့ဒီ one club man တွေဆိုတာကဒီကစားသမားဘဝစတင်ခဲ့ရ club တင်းကနေပြီးတော့နောက်ဆုံးဒီကစားသမားဘဝအနားယူသွားတဲ့ဒီ club အသင်းတစ်သင်းထဲမှာပဲကစားသွားတဲ့ကစားသမားတွေကိုခေါ်တယ်ဆိုတော့ဒါပေမဲ့တဖြည်းဖြည်းနဲ့ပေါ့နော်ဒီ modern ဘလုံးလောကမှာကဘာရှိလဲဆိုတော့ဒီရေကြီးရမျက်နှာရဆိုပြီးတော့ဒီကစားသမားတွေကစိန်ခေါ်မှုအသစ်တွေအောင်မြင်မှုအသစ်တွေကိုရယူလို့ကြတယ်စိန်ခေါ်မှုအသစ်တွေကိုရှာဖွေလို့ရတယ်ဒီအတွက်ကြောင့်မလို့ club တင်းတွေတစ်သင်းပြီးတစ်သင်းပြောင်းကြတာမျိုးတွေရှိရဲတချို့ဆိုလို့ရှိရင်ဒါသူတို့မကစားဘူးတဲ့နယ်ပယ်တွေတချို့ဆိုတာငွေကြေးကြောင်းရရောအသင်းပြောင်းသွားတာမျိုးတွေရှိရဲဒီလိုမျိုးတဖြည်းဖြည်းနဲ့ဒီ one club man တွေကရှားပါလာပြီအဲ့ဒီထဲမှာဒီလက်ရှိအချိန်ကြီးဆိုလို့ရှိရင်သောမတ်မူလာက one club man လို့ပြောလို့ရတယ်ဘိုင်မြူနစ်တင်မှာလူငယ် academy ကစားမဘွားတွေကနေပြီးတော့လက်ရှိသက်30ကျော်သွားတဲ့အချိန်ကြီးကိုဒီအသင်းတစ်သင်းနဲ့အတွက်ပဲပေးဆက်ပြီးတော့မှကစားခဲ့တယ်ပြောမယ်ဆိုလို့ရှိရင်ဒီဘိုင်ယန်မှာကနေပြီးတော့ဒီသောမတ်မူလာထွက်ခွာသွားခြင်းကဒီဘိုင်ယန်ပြည်သက်တွေအတွက်ရောတကယ်ကိုကွက်လက်ကြီးတစ်ခုအနေနဲ့ကြံခဲ့လိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့ဆိုဘိုင်ယန်ပြည်သက်မဟုတ်ပါဘူးဒါပေမဲ့ဘိုင်ယန်ပြည်သက်မဟုတ်တာတောင်မှဒီသောမတ်မူလာမရှိတဲ့ဘိုင်ယန်မြူနစ်အသင်းကိုနောက်ရာသီမှာမြင်သားကြဖို့အတွက်တော်တော်လေးကိုအချိန်ပေးရလိမ့်ဦးမယ်လို့တော့ထင်တယ်နောက်ထပ်ဒွါမာတယောက်ကတော့ဒါအလက်ဇန်ဒါအာနိုပေါ့ဟိုစတီဗင်ဂျရက်နောက်ပိုင်းမှာလီဗာပူးပြည်သက်တွေကလက်ဇန်ဒါအာနိုကိုတော်တော်လေးကိုတန်ရောစင်ကြီးမားပုံပေါ်တယ်။ဘာလဲဆိုတော့စတီဗင်ဂျရက်ဆိုလို့ရှိရင်တကယ်ကိုလီဗာပူးတင်းရဲ့ကန်နဝင်ပြည်သက်အချစ်တော်ကစားသမားကြီးတယောက်လက်ဇန်ဒါအာနိုကိုလည်းလီဗာပူးပြည်သက်တွေကဒီစတီဗင်ဂျရက်ရဲ့လမ်းစဉ်ကိုပဲလိုက်စီခြင်းကြတယ်။ဒီလိုမျိုး one club man မဖြစ်ခဲ့သည့်တိုင်အောင်မှစတီဗင်ဂျရက်ရဲ့ခြေရာကိုပဲအာနိုကိုလိုက်ပြီးတော့နင်းစီခြင်းကြတယ်။ဆိုတော့ပြောမယ်ဆိုလို့ရှိရင်လက်ဇန်ဒါအာနိုကလည်းလီဗာပူးတင်းရဲ့တကယ်ကိုငယ်မွေးချန်ပေါက်ကစားသမားတကယ်ကို pure scouser လို့တင်စားကြတဲ့ကစားသမားတယောက်ပေါ့နော်ဒီလိုကစားသမားတယောက်ကတကယ်ကိုရဲရဲတောက်ခြေစွမ်းတွေတက်ကြွနေတဲ့အချိန်မျိုးမှာမှသူ့ရဲ့ဒီ prime time လို့ပြောလို့ရတဲ့အသက်အရွယ်ကိုရောက်လာတဲ့အခါကျမှဒါရီယယ်မက်ဒရစ်လိုအသင်းမျိုးကိုဒါပြောင်းသွားတော့မယ်ပေါ့နော်ရာသီကုန်လို့ရှိရင်ရီယယ်မက်ဒရစ်ကိုဒါပြောင်းပြီးတော့ကစားတော့မယ်ဆိုတော့ဒီလိုချိန်ဒီမျိုးမှာလီဗာပူးဖန်တွေဒီအာနိုကိုဆဲနေကြတာကိုတော့ဟိုနားလေတယ်ဘာလို့ဆိုကိုချင်းလဲစားတယ်ဗျာဒီလားကျွန်တော်တို့ဆိုလို့ရှိရင်ဒါရင်ထဲမှာတကယ်ကိုခံရမှာပဲလေဒါပေမဲ့ဟိုတစ်ဖက်သင်းကပြောင်းရတဲ့အသင်းကဟိုရီယယ်မက်ဒရစ်လိုအသင်းမျိုးကြီးဖြစ်နေတာဆိုတော့ဟိုပြောချင်တာတခုကဒီဘလုံးလောကကြီးထဲမှာဟိုဘယ်အသင်းမှာပဲနေဗျာဘယ်အသင်းမှာပဲဆော့ရီယယ်မက်ဒရစ်လိုအသင်းမျိုးရဲ့ပုံရိပ်ကိုတော့ဒါရှင်းလို့မရဘူးပေါ့နော်ဘယ်လိုပဲဖြစ်ကစားသမားတွေကဒီအရှိန်အဝါရှိရဒီရဲမထွေရဲ့အရှိန်အဝါကိုတော့လွန်ဆန်နိုင်ခြင်းမရှိဘူးဆိုတာကတော့ကျွန်တော်တို့လက်ခံရလိမ့်မယ်ဒီအရင်တုန်းကဆိုလို့ရှိရင်တော့ဒါဘာစီလိုနာနဲ့ရဲမထွေရဲ့ aura ကတကယ်ကိုအရန်ကိုဩဇာတိတ်ကမာကအရန်ကိုကြီးမားလွန်းတဲ့အတွက်ကြောင့်မလို့ကစားသမားတွေအကုန်လုံးရဲ့ဒါအိမ်မက်ဖြစ်ကြတယ်အိမ်မက် club တွေဖြစ်ကြတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒါဘာစီလိုနာကတော့ဒါပြီးခဲ့တဲ့နှစ်တော်တော်များများမှာနည်းနည်းလေးဟိုအကြပဲရောက်လာတယ်ဒီရာသီမှာမှတော်တော်ကြီးကို Hansi Flick နဲ့ပြန်ပြီးတော့ထောင်လာတာဖြစ်တဲ့ကြောင့်မလို့ကစားသမားတော်များများကတော့ဒါပြောရမယ်ဆိုရင်ဗျာခြုံပြီးပြောရင်တော့ရီရဲနဲ့ဘာကာကိုကစားသမားတိုင်းကကစားကြကြတယ်ဒီ club တွေလာခေါ်ပြီးဆိုတော့ကစားသမားတွေကမယိုးမြွားတွေဖြစ်လာပြီး club တင်းကိုဒီစာချုပ်တဲ့ပြုတ်ဆိုဖို့အတွက်ဒါလေတံပစ်တာတွေနည်းနည်းလေးအဲ့လိုမျိုးတွေလောက်လာကြပြီဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီတော့ဟိုဘိုင်းပြောဖို့နော်ဒါအာနိုးအတွက်လည်းသူ့ရဲ့ဒီလိုမျိုးအသက်အရွယ်မျိုးမှာရဲမက်ထရစ်လိုအသင်းမျိုးကိုတွားပြီးတော့ကစားတယ်ဒါစိန်ခေါ်မှုတစ်တွေရှာဖွေမယ်အောင်မြင်မှုတစ်တွေထပ်ပြီးတော့လိုချင်တယ်ပြီးတော့သူ့ရဲ့ဒီအင်္ဂလန်နိုင်ငံလက်ရွေးစင်အသင်းပေါ် Jude Bellingham နဲ့လည်းတွဲပြီးတော့မှကစားခွင့်ရမယ်ဆိုတော့အာနိုးအတွက်ဟိုတွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်
သူ့ဘက်ကနေလည်းဟိုတွေးကြည့်မယ်ဆိုလို့ရှိရင်လည်းဘာပဲပြောဒါကောင်းတဲ့အရာတွေအများကြီးရှိတယ်ကောင်းမှုဖြစ်လာမယ့်အရာတွေလည်းအများကြီးရှိတယ်လို့သူတွေးမိမှာပဲဆိုတော့လီဗာပူးပြည်သက်တွေသူ့ကိုဘယ်လောက်ပဲမထွက်ခွာစေခြင်းပေါ့နော်ဒါအာနိုးအနေနဲ့လည်းသူ့ရဲ့ဒီအသက်အရွယ်ရှိအောင်မှာရီယယ်မက်ဒရစ်လိုအသင်းမျိုးမှာကစားခွင့်ရမယ့်အခွင့်အရေးကိုလက်လွတ်သွားတာမဟုတ်ဘူးဘာပဲပြောဒါသူ့ရဲ့အခွင့်အရေးကိုသူအမိရစုပ်ကင်သွားတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဟိုပြီးတော့လည်းဒီအလက်ဇန်နာအာနိုးဆိုတာကဒါလူငယ်ကစားမဘွားတွေကနေပြီးတော့လက်ရှိအချိန်ထိဒါလီဗာပူးအသင်းအခုနောက်ပိုင်းမှာပေါ့နော်ရထားတဲ့ဒီစူပလာတွေအကုန်လုံးနီးပါးမှာဒီအလက်ဇန်နာအာနိုးကအဓိကကစားသမားနေရာကနေပြီးတော့မှအသုံးတော်ခံခဲ့တဲ့ကစားသမားတယောက်ဖြစ်ဒီလိုမျိုးနှုတ်ဆက်လန်ခွဲခြင်းကိုရောက်လာတဲ့အခါမှာဒီမျိုးအမုန်းတွေထပ်စားလို့ရှိရင်ဒါကျွန်တော်ကတော့အပြုံးတွေပဲထည့်ပေးလိုက်စီခြင်းတယ်ဆိုတော့ဒီလိုမျိုးအပြုံးတွေပဲထည့်ပေးလိုက်တာကလည်းပို့ပြီးတော့ကောင်းနိုင်မယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဟိုတွားကျင်တဲ့သူကိုတွားပါစေအဓိကကိုကချစ်နေဖို့ပဲရေးကြည့်ရပါဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့နောက်တစ်ခေါက်ဒီမှာလည်းကျွန်တော်ဒီလိုမျိုးပဲပေါ့နော်ဘရုံလောကနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာကောင်းများစွာကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ Yasport TV page ကို like and follow လုပ်ခဲ့ပြီးတော့ YouTube မှာလည်း channel ကို subscribe လုပ်ပေးခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်